ယုံကြည်ခြင်းဆိုတာတိတာမဟုတ်ယုံကြည်ခြင်းဆိုတာစိတ်ချတာမရမှဆိုလို့ပြန်ပြောမယ်ယုံကြည်ခြင်းဆိုတာတိနေတာမဟုတ်ဘူးငါတိပါတယ်ငါတိပါတယ်ငါတိပါတယ်ဒီကျမ်းစာငါတိပါတယ်အဲ့ကျမ်းစာခင်ဗျာစိတ်ချလာလို့ခင်ဗျာတွက်ဆိုတာအဲ့ကျမ်းစာကခင်ဗျာအတွက်ဖြစ်တယ်ဆိုတာခင်ဗျာစိတ်ချလာလို့စိတ်ချတယ်ဆိုရင်တင်ဘာမှပူစရာမလိုငြိမ်ဝတ်စွာနေလဲငါဖျားဖြစ်တယ်ဆိုတာမင်းသိမှတ်လိုက် Be still and know that I'm God အတိတ်ပဲဘာလဲပြောငြိမ်ဝတ်စွာနေလဲငါဖျားဖြစ်တယ်ဆိုတာသိမှတ်တယ်ဘာပြောရလဲဘာကိုစိတ်ချခိုင်းတာလဲသူ့စကားငါရဲ့စကားကိုငါတာဝန်ယူမယ်ဆိုတာမင်းစိတ်ချတတ်ရင်အဲ့ဒီစကားပေါ်မင်းရက်တည်တတ်ရင်ငါတာဝန်ယူကိုယူမယ်မင်းငြိမ်ငြိမ်နေပြီးတော့အဲ့ဒီပေါ်မှာမင်းရက်ထားကြိုတင်ပြီးတော့ယေရှုတော်ချီးမွမ်းထားကြိုတင်ပြီးတော့တတ်တယ်ခံထားကြိုတင်ပြီးတော့ဝန်ခံထားစိတ်ချနေအဲ့စိတ်ချတဲ့အပေါ်မှာဖခင်အလုပ်လုပ်တာဟာလေလုယာအခုကကျွန်တော်ယုံကြည်ခြင်းနဲ့မသွားလာတော့ဘူးကျွန်တော်တို့ကဟိုတည်င်းနေဒီတည်င်းနေပြောတဲ့စကားပေါ်မှာစိတ်ဓာတ်တွေကြမယ်စိတ်ပြတ်မယ်မျောလင့်ခြင်းနဲ့မဲ့မယ်ဩလင်မယားတွေရန်ဖြစ်ကြမယ်ဘာတွေလဲတယောက်တယောက်ကြည့်မရတော့ဘူးဒါဖျားစီလာတဲ့ဟာတခုမှမဟုတ်ဘူးနောက်တခုမှမဟုတ်ညီကိုမောင်းမှာတော့ဖျားအတင်းကိုသူ့စကားနဲ့အသက်ရှင်စေခြင်းပြီပြောမယ်ဖယားသခင်ကသူ့ရဲ့စကားနဲ့အသက်ရှင်စေခြင်းပြီကျွန်တော်လေထောင်ထဲရောက်မှကျွန်တော်သိတယ်ထောင်ထဲရောက်မှကျွန်တော်သိတယ်တည်င်းနေရဟိုဆဲပုံတပုံတော့မယုံအောင်ကျွန်တော်အကြောင်းကိုထိုင်ပြောနေတာကျွန်တော်ထိုင်ကြည့်နေတာတလွဲကျွန်တော်အကြောင်းကျွန်တော်တော့ဘယ်သူသိမှလဲလို့ကျွန်တော်အကြောင်းကိုထိုင်ပြောနေဖွဲ့ရတကယ်စတိုင်ကြနဲ့ပြောနေတာတလွဲကျွန်တော်ထိုင်းနိုင်ငံမှာတဲ့မူရည်စေဝါရောက်နေတဲ့မူရည်စေဝါပြက်ပြီးတော့မှထိုင်းနိုင်ငံကျွန်တော်ရောက်တာကျွန်တော်အဖေကကလာတဲ့တလွဲဟိုကရင်အစစ်ကြီးကျွန်တော်sorry အမေကျွန်တော်အမေကြတော့အိန္ဒိယအနွယ်ဘွားအဲ့လိုပြောရတယ်မဟုတ်ရင်သိမချိုက်ဘူးဒါမဲ့ကျွန်တော်အမေရကရင်မကြီးဖြစ်သွားတည်င်းထဲမှာချစ်ပေါက်ခဲ့ရတည်င်းရှောက်ပြောနေကျွန်တော်မြန်မာပြည်ထွက်လာတဲ့အချိန်မှာထိုင်းနိုင်ငံရောက်တယ်မှာကျွန်တော်ကတကယ် born again ဖြစ်သွားပြီတကယ်လွတ်မြောက်သွားတဲ့အချိန်ရောက်တာဖျားသခင်လုံးတဲ့အရာတွေမို့ကျွန်ပြောပြချင်တာလူတွေနားမလည်ဘူးဒီတည်င်းနေရပေါက်ခရနည်းနည်းလေးဒဇလေးဆွဲထုတ်လို့ရသူတို့ဖတ်တာသူတို့ information တွေရှောက်ထည့်လိုက်ပြီးတော့နည်းနည်းအဲ့ဒီအစလေးသူတို့ကပွားအောင်လုပ်လိုက်တာဒါပဲကျွန်တော်မယုံဘူးတည်င်းတွေကိုမှန်ကျွန်တော်မယုံဘူးကျွန်တော်ယုံတာတော့လုံးဝစိတ်ချမှာဖျားစကားဒါမဲ့တခုတော့ရှိတယ်တင်ယုံတဲ့အရာတွေအားလုံးကတင်မြင်ကိုမြင်ရလိမ့်မယ်ဟုတ်ပြီနော်ဒါမဲ့တင်ယုံတဲ့အရာကတင်ယုံချင်တိုင်းယုံလို့မရအောင်ပြန်ပြောမယ်တင်ယုံတဲ့အရာတွေကဖျားစကားမဟုတ်ရင်တင်ယုံလို့မရအောင်မဆိုပါစို့လူတယောက်ကပြောတယ်လို့ဆိုတမရတယောက်ကပြောတယ်လေအဲ့တမရတေတတ်တယ် तू အာမခံနိုင်တဲ့အချိန်က तू တမရဖြစ်နေတဲ့အချိန်ခဏပဲအာမခံနိုင်တာ तू အာနာမရှိတော့ဘူးဆိုရင် तू ဘာမလုပ်ပေးနိုင်တော့ဘူးဟုတ်လားဘယ်လူမတရားရာဂိုင်နှုံးအာမခံချက်မပေးနိုင်ဘူးဆိုတော့တကယ်အာမခံချက်ပေးနိုင်တာဘယ်သူပဲရှိလဲဖယားပဲ